ဒါအမတို့ရဲ့ local ဒေသမှာအမတို့အိမ်နဲ့နီးနီးလေးပဲဒီပန်းချာတစ်နေ့တစ်ခါပေါ်တဲ့ပန်းချာလေးတွေပေါ့နော်ဒီယာဒီကဒီကစိုက်လို့ရတဲ့ပန်းကလေးတွေပေါ့နော်တစ်နေ့တစ်ခါပေါ်တဲ့ပန်းဒါ Mambo Sylvan Area Warden ဒီဝတ်ဘူထန်လို့ဒီနေရာတစ်ဝိုက်ပေါ့နော်ဒီနေရာနီးနေတာလေးတွေကြည့်ပါဟိုမှာစက်ကက်ကလေးတွေလည်းရှိတယ်အញ្ញမ်းလာတာဓာတ်ပုံလေးရိုက်ရှင်လဲရိုက်လို့ရတယ်အញ្ញမ်းตาရတာဒီမှာကြည့်ဒီလိုနေရာမျိုးမှာငါတို့လိုမျိုးချောတဲ့လူလာတော့ပိုလှပါတာပေါ့နော်ဟမ် hello ဘယ်ကနေလာတာလဲဆရာခါလာလဲမြန်မာပြည်ရလားမြန်မာပြည်ဘယ်ကနေလဲမြန်မာပြည်ပေါ့မြန်မာပြည်ဟိုဘယ်ဘုံကလဲဘယ်ဘုံကလဲနိဗ္ဗာန်ဘုံလားနတ်ပြည်ဘုံလားငါတို့အခုပန်းချန်လေးထဲမှာရောက်နေတာနော်ဒါဒီမဲလ်ဘန်မြို့ရဲ့အញ្ញမ်းသာယာတဲ့ပန်းချန်လေးပါဒီနေရာကမောင်ပိုတို့ဆဲလ်ဗန်တို့နေရာမှာဖြစ်ပါတယ်ဒီပန်းချန်လေးတွေကတစ်နှစ်တစ်ခါဖွင့်တာပေါ့နော်တစ်နှစ်တစ်ခါဖွင့်တယ်ဒီပန်းချန်ကဟိုတာဒီက local ဒေသစိုက်တဲ့ပန်းကလေးတွေပေါ့နော်ဒီပန်းကလေးတွေကိုဟိုတာပြတာပေါ့နော်သူတို့ရဲ့ဒီဒေသအလျောက်ထွက်တဲ့ပန်းကလေးတွေကိုအလားစိုက်ပြီးတော့ပြတာဒီမှာကလေးတွေဆိုအများကြီးလာရတယ်ចောင်းပိတ်တဲ့အရာတွေလည်းဖြစ်တဲ့အခါကျတော့လေကလေးတွေကအများကြီးလာရတယ်မှာကားကလေးတွေလည်းလိုက်စီးလို့ရတယ်အရန်သားရတာကင်မရာမန်တယောက်ကလည်းကိုယ့်ဟာကိုရိုက်နေကင်မရာမန်ကကိုရှေ့မှာအရင်သွားကင်မရာမန်ကအားကိုးမလားလို့ကင်မရာမန်ကသူ့ဟာသူလိတ်နေတာကိုယ့်ဟာကိုရိုက်နေတာမတူလားနေရလေသူ့အားကိုးရတယ်ဆိုဒီမှာဒီမှာနော်ကြည့်နော်ဒါမဲလ်ဘန်ရဲ့ Sylvan area ပေါ့နော် Sylvan နော်ခဏ Sylvan မဟုတ်နော်မဟုတ် area မှာပါဒီပန်းတွေကယာနေလိုက်ဖွင့်တာပေါ့နော်ဒီလိုမျိုးဟိုတာကြောင်းပိတ်တဲ့ယာဒီလေးမှာကြောင်းပိတ်တဲ့ယာဒီလေးမှာဟိုတာပေါ့နော်ရှိတာပေါ့နော်ဒါအမတို့အိမ်နဲ့မနီမဝဲတဲ့နေရာလေးမှာအရန်နီးတယ်ပေါ့နော်အမတို့အိမ်နဲ့အရန်နီးတဲ့နေရာလေးမှာပြီးတော့ဒီမှာကလေးတွေလာစော့ဖို့ခါတွေလဲဗာလဲချားတွေလာစီးလို့လည်းရတယ်ပြီးတော့ဒီနေရာလေးမှာဝင်လာတာခုနအဲ့ဒီ ticket booking လုပ်ထားလို့ရတယ်ပြီးတော့အရှိမဝယ်လဲရတယ်ဘယ်လောက်ပေးရလဲခုနမေ့သွားပြီလားဩဝယ်တာတော့မေ့သွားပြီကလေးလေးတွေအများကြီးလာကြတာပေါ့နော်ဒီမှာရတော့ticket တော့30ကျော်ပဲထင်တယ်ကြည့်ရတာဘယ်လောက်လဲ30တယောက်လားတယောက်ဟဲ့30ကျော်ပဲတဲ့ဘယ်ဟုတ်မလဲ$35ပေးရတယ်တယောက်$35ဒီအထက်မှာဝင်လာတာတယောက်$35ပေးရတာပေါ့နော်ပြီးတော့ဒီနေရာလေးကိုဒီမှာအတွဲနဲ့လာလို့လည်းရတယ်နော်ဘယ်သူမှမပြောအတွဲနဲ့လာလည်းရတယ်ပြီးတော့ဟိုတာ
ဒီလာထဲမှာဆိုဒီပန်းကလေးတွေဟိုဒါဒီပန်းကလေးတွေဟိုဘယ်လိုလဲဒီပန်းကလေးတွေပွင့်တာနွန်းသွားတဲ့အခါကျရင်တော့ဒီပန်းဆန်လေးကသူတို့ပိတ်ပြီးပေါ့နော်သူ့ရာသီလေးနဲ့ပဲပေါ့နော်အရန်လာတာရွှေပန်းလို့ရွှေပန်းပေါ့နော်ရွှေပန်းပေါ့နော်ပြောနော်ငါတို့စီမောင်ဆိုရွှေပန်းပေါ့တာပေါ့ဖော်ထုံးရယ်ဖော်ထုံးမောတက်ခိုင်ဖော်ထုံးမောဖော်ထုံးနော်ကွာလဲနဲ့ကပါတဲ့တာရရင်မှာပါနာကေဘီဘီမာ စိတ်မ အရန်လာYalla. Vallahi çok iyi. Arkadaşlar Bu ay hatta. ပါလဲနော်အရန်လာတယ် ဒီမှာချားပေါ်ကနေကြည့်လို့ရတဲ့ရှုခင်းကလေးပါဒီမှာကြည့်ပါ Bugün bana tavla tekrar မာကြည့်ပါโอ้โหအရန်လာလားအရန်လာလားချားစီဖို့တန်းစီနေတာကလေးလေးတွေစီးတာပေါ့နော်ဒါမဲ့အမလည်းအမဘော်ဒါတွေနဲ့တူတူစီးရမှာလေနော်ဒီမှာချစ်ကက်ယူထားတယ်ချစ်ကက်ယူတာချစ်ကက်ယူတာစီးမှာဒီတရားကြည့်ရလေ